ရေချဲကာစင်နဲ့တဘာဝတရား၏အတန် The Voice of Nature ဒုတိယကမ္ဘာစစ်ပြီးနောက်1950ပြည့်လွန်နှစ်တွေမှာလို့ခေါ်တဲ့ပိုးသက်ဆေးတွေဟာအံ့ဖွယ်ဆေးအဖြစ်နာမည်ကြီးခဲ့ပါတယ်။အစိုးရနဲ့ကုမ္ပဏီတွေကပိုးမွှားတွေကိုနှိမ်နင်းဖို့ဒီဓာတုပစ္စည်းတွေကိုလယ်ကွင်းတွေမြို့ပြတွေမှာလေယာဉ်နဲ့ပါအလွန်အကျွံပဖြန်းခဲ့ကြပါတယ်။ပင်လယ်ဇီဝဗေဒပညာရှင် Rachel Carson ရေချဲကာစင်ဟာတဘာဝတရားကိုအရန်ချစ်မြတ်နိုးသူပါတနေ့မှာသူမစီကိုတငယ်ချင်းတယောက်ကပေးစာတစ်စောင်ပို့လိုက်ပါတယ်။အဲ့ဒီစာထဲမှာပိုးသက်ဆေးတွေပဖြန်းပြီးနောက်သူတို့ခြံထဲကငှက်ကလေးတွေအစုလိုက်အပြုံလိုက်တေဆုံးကုန်ကြတယ်လို့ရေးထားပါတယ်။ရေချဲကဒါကိုအသေးချစုံစမ်းစစ်ဆေးတဲ့အခါဓာတုပစ္စည်းတွေဟာပိုးမွှားတွေကိုပဲတတ်တာမဟုတ်ပဲမြေစီလွှာနဲ့ရေထဲမှာကြံရစ်ပြီးအစာကွင်းဆက် food chain တလျှောက်ပြန့်နှံ့သွားတာကိုတွေ့ရှိခဲ့ပါတယ်။ပိုးကောင်ကိုစားတဲ့ငှက်ကိုစားတဲ့အကောင်ကြီးတွေထိအစိတ်တွေတက်လာတာပါ1962ခုနှစ်မှာသူမဟာ Silent Spring တိတ်ဆိတ်သွားသောຫນွေဦးဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။အစိတ်တွေကြောင့်ຫນွေဦးမှာငှက်ကလေးတွေတချင်းမဆိုနိုင်တော့ပဲကဘာကြီးတိတ်ဆိတ်သွားနိုင်တယ်လို့သူမကသတိပေးခဲ့ပါတယ်။ဒီစာအုပ်ကတကဘာလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။ဓာတုဗေဒကုမ္ပဏီကြီးတွေကသူမကိုဘာမှမသိတဲ့အမျိုးသမီးစာရေးဆရာဆိုပြီးနာမည်ဖျက်ဖို့တရားစွဲဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ရေချဲကတော့ကင်ဆာရောဂါဝေဒနာကိုအပြင်းထန်ခံစားနေရတဲ့ကြားကပဲလွတ်တော်ရှိမှမတုံ့မလှုပ်ပဲတက်တဲ့အထောက်အထားတွေနဲ့ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပါတယ်။သူမရဲ့ကြိုးပမ်းမှုကြောင့်သမ္မတကနေဒီကစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ခဲ့ပြီးနောက်ပိုင်းမှာတေကိုအမေရိကန်မှာတရားဝင်ပိတ်ပင်လိုက်ပါတယ်။ဒါဟာကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီဘာနဲ့ကမ္ဘာမြေနေ့ Earth Day တွေပေါ်ပေါက်လာစေတဲ့အဓိကအစပျိုးမှုကြီးဖြစ်လာပါတော့တယ်။ရေချဲကာစင်ရဲ့တတိပေးချက်ကြောင့်သာလူသားတွေဟာတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ဥပဒေတွေချမှတ်ခဲ့ကြပြီးသူမကိုခေတ်သစ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှု၏မိခင်ကြီးအဖြစ်ကမ္ဘာကထာဝရကျေးဇူးတင်နေပါတော့တယ်။